ဒီကကျွန်တော်ရှေ့ပေးရှင်တဲ့ topic ကဒီလိုဗျာမတ်တီရင်းနှီးငွေကိုစီမံခန့်ခွဲတာပေါ့နော်လုပ်ငန်းခွင်တစ်ခုမှာပိုင်ရှင်တွေထည့်လိုက်တဲ့အင်္ဂလိပ်လိုပြောတော့ share capital ပေါ့ဗျာအစု share မတ်တီရင်းနှီးငွေပေါ့နော်ဘဏ်ကပဲရှိရှိအပြင်ကပဲရှိရှိ debt capital ပေါ့ဗျာနော်အရှိငွေနဲ့ပတ်သက်တဲ့မတ်တီရင်းနှီးငွေဒီနှစ်ခုကိုပေါင်းလိုက်ရင် total invested capital လို့ခေါ်လုပ်ငန်းထဲမှာရင်းနှီးမြှုပ်နှံထားတဲ့မတ်တင်ငွေစုစုပေါင်းပမာဏပေါ့အဲ့တော့မတ်တင်ရင်းနှီးငွေကိုစီမံခန့်ခွဲတယ်ဆိုတာအဲ့ဒီနှစ်ခုလုံးကိုစီမံခန့်ခွဲရတာဖြစ်တယ်သူတို့နှစ်ခုကိုပေါက်ဆက်ပြီးတော့အရှိုးရှာကြည့်လိုက်ရင်မတ်တင်ရင်းနှီးငွေဖွင့်စည်းပုံပေါ့အင်္ဂလိပ်လို capital structure လို့ခေါ်တယ်ပေါ့နော်ဒါကိုကျွန်တော်တို့ကအသေးအရှာစီမံခန့်ခွဲတတ်ဖို့လိုပါတယ်လူတချို့ကနေပြီးတော့ဟာကျွန်တော်ကံမင်းကတော့လုံးဝသူများစီကရှိငွေမယူထားဘူးကိုပိတ်ဆန်တဲ့ကိုလုံနေတာဟာဒါဆိုတထေးကံမင်းပေါ့အမှန်တော့ financial management မှာသူများစီကပိတ်ဆန်ရှိပြီးတော့အလုပ်လုပ်နေလေလေ financially intelligent decision ရှာနိုင်တဲ့ business owner တွေ entrepreneur တွေ CEO တွေလို့ပြောတာပဲချို့လေဒီလိုပဲလုပ်ငန်းခွင်မှာ report တင်ရင်တော့မတ်တင်ရင်းနေလို့ပြောရင်လုပ်ငန်းရှင်တွေထည့်တဲ့အပိုက်ကိုပဲသွားမြင်တယ်သူများစီကရှိရတဲ့ဟာကိုကြတော့ရှိငွေဆိုပြီးတော့သွားမြင်ပြီးတော့မတ်တင်ရင်းနေငွေဆိုတော့အတွေးကိုမရောက်ဘူးဖြစ်ဒါကြောင့်မတ်တင်ရင်းနှီးငွေကိုစီမံခန့်ခွဲတဲ့အခါမှာစောစောကပြောတဲ့ပိုင်ရှင်ထည့်တဲ့ source ရဲ့သူများစီကရှိလို့ရတဲ့ရှိငွေ source အဲ့ဒီနှစ်ခုလုံးကိုအသေးအရှာ manage လုပ်နေလေလေလူတွေသောရှင်နေတဲ့ business grow ဖြစ်ရှင်တာတို့ business ကို expansion လုပ်ရှင်တာတို့အဲ့ဒီလမ်းကြောင်းတွေကိုရောက်မှာဖြစ်ပါအဲ့ဒီအတွက်ကိုသေသေးရှာရှာဆွေးနွေးတိုက်ပင်သင်သူတွေနဲ့ဆွေးနွေးပြီးတော့ပြည့်စုံလုံလောက်တဲ့ဆုံးဖြတ်ချက်တွေရှာနေတော့အထောက်အပံ့မျိုးကိုရယူဖို့လိုပါတယ်ကျေးဇူးတင်ပါတယ်